ရိုက်နေတယ်ပြည့်တပည့်တော့ရိုက်နေပါတယ်ကျန်မို့လေဟုတ်ကဲ့တာခုံးပြမှန်တာညီမတာကဲတစ်ချက်ခုပဲကြည့်နော်တင်းချောက်ရေချောက်ရှားလို့ရေချောက်ဟာဘိုးချောက်ပြောပြန်လားရှားဘယ်မှနေရအင်းနာနေနေပြုမယ်လာကျင်နာမည်လေးမိတ်ဆက်ပေးပါဦးဟုတ်ရင်ထုံးပါတော်ရင်ထုံးကအခုဘာဘယ်ကနေလာကူတာလဲလှိုင်မြုပ်နေဆရာဒီမှာဆရာစိတ်ကူတာဘယ်လိုသိလဲလိုင်းပေါ်မှာတွေ့တာလိုင်းပေါ်မှာတွေ့လို့နော်လိုင်းပေါ်မှာတွေ့လို့အဲ့တော်ရင်ထုံးကအခုလိုင်းမှာတွေ့တာကြာပြီလားဆရာကြာပါပြီဆရာကိုအများနဲ့ကြည့်တယ်ဟုတ်လားဟုတ်ကဲ့အခုတော်ရင်ထုံးကဘာဝေဒနာခံစားနေရလဲအဲ့ပေါ်ကဆင်းလာလေဒီရှိတော့ကအဲ့အလုံးတစ်လုံးဒီမှာဒီနားမှာတင်းတယ်လို့ဖြစ်သွားဆရာအဲ့ဒါနဲ့ဒီမှာအခုအရေးတော့ပြခဲ့ပြီဟုတ်လားပြရတယ်သူကတက်မရိုက်ရင်လည်းရိုက်ကြည့်နေဆရာမလည်းကြောက်သွားတယ်ကြောက်ပြီးတော့ငိုချင်နေလို့ပြကြည့်ရသူကဘာလည်းမဖြစ်ဘူးကိုင်းကြည့်ရလည်းဘာလည်းမဖြစ်ဆရာဒါပေမဲ့ဒီထဲမှာအကျော်နာတော့ဟာဘယ်လိုလဲမသိဘူးအဲ့လိုပြောရတာအဲ့နဲ့ဆရာကတော့မယ်ဆိုတာစိတ်ခက်ရှိရတယ်ပြောအဲ့တော့ဟိုနေပေါ့မယုံတယုံလေးနဲ့လာခဲ့တယ်ပေါ့မှန်တယ်ရုံးပါရဲ့ဆရာမှန်တယ်ပြောမယ်မဟုတ်ဆရာစီကတော့မယ်ဆိုရတာနဲ့တော့လာဖုန်းနဲ့ဆက်တာအဲ့ဒါဒီမှာဖုန်းနဲ့ဆက်တော့မနေ့ပြန်ရတယ်โอเคမနေ့ပြန်ရမနေ့ပြန်တော့မဆောင်တော့ဘူးဒီနေ့ပြောပြီးတော့ဝင်မယ်ဆိုရချက်ချင်းဒီဘက်ကိုလှည့်ပြီးထွက်လာတယ်ဆရာအဲ့တော့အခုထောက်လို့မရလို့လေဝင်ရတော့ငိုချင်နေတာဟိုကြီးတိုင်းကြီးနဲ့တပတ်ငိုချင်တဲ့ဆရာနာလို့မချောက်နိုင်ဘူးဟုတ်ကဲ့ဒါတော့တွဲလာအရက်တူမလေးတွဲလာတမီးနဲ့ဟုတ်ကဲ့အဲ့ဒါမှတ်တမ်းယူထားတယ်အစင်းမာတွေကဆရာမှတ်တမ်းယူထားတယ်ဟုတ်ဆရာဘာကြောင့်လဲဆိုတော့ဆရာကိုအခု line ပေါ်မှာလူတွေကပြောမယ်ဆိုရင်တော့မနာလို့တဲ့လူတွေပေါ့ဗျာဟုတ်ကဲ့ဆရာနော်ဟုတ်လားလုံသက်ကြီးပါတို့ဟုတ်လားပြီးတော့ဒါပေါင်းစားတာတို့ဂျင်းထဲတာတို့ပြောနေလို့ဆရာအခုပြည့်တဲ့အများကြီးရှိတယ်ဒီမှာဟုတ်ကဲ့ဆရာဟုတ်အများကြီးရှိတယ်ဝေနာရှင်တွေအများကြီးရှိတယ်အဲ့ဒါကိုသိသိချင်လို့အခုတကားဝေနာရှင်တွေအများကြီးရှိမှာပဲကူတာဆရာဘယ်တော့မှအခန်းထဲမှာ2ယောက်ထဲလည်းမကူဘူးဟုတ်ကဲ့ဆရာလူဘလောက်များလူ500 600 1000ရားထဲမှာလဲဆရာလူတွေရှိမှာပဲကူအဲ့ဒါတော့ဆရာကိုလှုပ်ရှားတယ်လို့အယုဒ္ဓမလူတွေကပြောလို့ဆရာအဲ့ဒါကိုဟိုနေပြီလို့သိအောင်လို့ကူသိရအောင်လို့ဆရာအခုဒါဒီလိုရိုက်ပြဟုတ်ကဲ့ဟိုတမီးတို့လမ်းပေါ်ဆင်းလာရဆရာတက်မင်ကတရားဝင်ရိုက်တာဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်ပါတယ်အမှရိုက်တော့အခုတမီးရဲ့ဝေဒနာဘယ်လိုဖြစ်သွားလဲတက်တာပါဆရာတက်တာပါရှောက်လို့ရတော့ဆရာတမီးကိုကူးတဲ့အချိန်ကဘယ်နှစ်နာရီဘယ်နှစ်မိနစ်ကြာလဲခဏလေးပါဆရာဟိုနာရီပိုင်းလေးပြောလိုက်ခဏလေးပဲစက္ကန့်ပိုင်းလားစက္ကန့်တော့မလုံးနဲ့10မိနစ်တော့နော်မမို့လို့ချင်းယုံညမယုံပါလူတွေကမယုံဘူးဖြစ်နေတာ10မိနစ်ပေးတယ်ဟုတ်ပြီလားအခုရှောက်ကြည့်ပါဦးကဲအခုဒီလောက်နာနေတဲ့ချက်တော့အဲ့ဒီနဲ့ဟုတ်တယ်ဆရာတောင်းပါဟုတ်တယ်နော်ဟုတ်တယ်ရှောက်ပြပါဦးဟုတ်တယ်စကားတော့မရဘူးတဲ့ဟုတ်ပါလားဟုတ်ပြောလာလိုက်ပါဦးဟုတ်တယ်ဆရာဟုတ်ပါကျေးဇူးပါဆရာအဲ့ဒီဆရာနဲ့တော့ဖြစ်တယ်လည်းမရှောက်နိုင်တော့ဆရာ
လည်းပုတ်ခိတာဟုတ်ကဲ့ ကောင်းကျိုးလို့ဆန္ဒပြည့်တယ်ဗျာဝေဒနာတွေသိကြပဲရေးမတင်ကြောက်စင်ဗျာ ဟုတ်ကဲ့ဆရာ နော်အဲ့တော့ဆရာကိုအဲ့လိုပြောဆိုဝေဖန်နေတဲ့လူတွေကိုလည်းဆရာတနာတယ် ဟုတ်ကဲ့ဆရာ သိတနာတယ် ဟုတ် နော်ဘာကြောင့်တနာတာလဲလို့မေးရင်ဆရာဟာမေတ္တာစိတ်မေတ္တာမှန်နဲ့ဥဒပေးတဲ့ဝေဒနာရှင်တွေကိုဘုရားမြတ်စွာဘုရားဟောကြားတဲ့အတိုင်းပဲနော် ဟုတ်ကဲ့ ဝေဒနာတွေကိုကောင်းအောင်ကုပေးနေတဲ့ဆရာတယောက်ကိုဘူးမသိဘာမသိနဲ့နော်မတရားတွေဝေဖန်နေတယ်လှုပ်ရှားတယ်လို့ပြောတာဆရာဒီမှာရှေးကူတာပတ်စံယူလား အယူပါဦးဆရာ ပတ်စံအလူခံလား ခံပါ ပတ်စံကောက်လား ကောင်းပါဆရာ အဲ့ဒါဘာနဲ့လှုပ်ရှား မေတ္တာ နော် ဆရာမေတ္တာနဲ့ ဟုတ်ပါပြီကဲကျေးဇူးတင်တယ် ဟုတ်ကဲ့ နောက်အခုလိုပြတာပေးတယ် ဆရာ